ဘာတွေနဲ့တွေးဆွေးနေရတာတော့ဘာလဲပြင်းနေဗလားမလားပြောစမ်းပါမပြင်းပါဘူးကိုရဲ့မမေကိုလုံလို့ပါမပြင်းဘူးသာဆိုရဲကိုဇနီးလှမျက်နှာမှာလှလေးတွေနှိမ့်နှိမ်ပြီးတော့ကမကြည့်တာပါလားဘာလဲကောင်းကင်ကဒုံကျေကိုလိုချင်သလားမန္တေကချုံးပုံကိုစားကြတယ်လားဟိုချင်းချင်းအကိုကြီးမကောင်းတော့ဘာရှုပ်ပြောမှလည်းမသိဘူးမြရှင်ကိုကြီးအကိုကြီးနဲ့နေရတာမြဘွားတစ်ခုလုံးဆုံးရှုံးနေသလိုဖြစ်ပြီဆိုတာကိုကိုကြီးသိပါတယ်မြရဲ့အသက်ရှင်ရတဲ့နေရာတွင်ကြာနေတယ်ဆိုတာကိုလည်းကိုကြီးခံစားမိတယ်မြအိုးအကိုကြီးကလေမြတ်ချစ်တဲ့အကိုကြီးဟာဒီယာဘူအောင်နေကိုတစိမ့်စိမ့်ကြည့်ပြီးနေရတာလူလောကကြီးတစ်ခုလုံးကိုကြောခံပြီးနေရတာကိုဘူးမနေပါဘူးကိုကြီးရဲ့တကယ်ပြောတာလားတကယ်သမီးပြောနေတာမင်းကိုဟုတ်ပါတယ်အန်တီထိုင်တငယ်ထိုင်ဟုတ်ကဲ့အန်တီကိုဘာမှမကြောက်နဲ့အားလည်းမနာနဲ့ပုံမင်းလင်းပေါ့ကွယ်မဟုတ်ဘူးလားဟုတ်ကဲ့ဘာပဲဖြစ်ဖြစ်ရောက်ခမန်းတို့တမဲမစိုးဝင်တို့တော့မလုံနဲ့ဟိကြောပွင့်လင်းကြောပေါ့ကွယ်ဟုတ်ကဲ့ကျွန်တော်လည်းပွင့်လင်းပဲကြိုက်ပါတယ်အန်တီအေးအဲ့ဒါမှအန်တီကလည်းကြိုက်တာကွယ်အော်ဒါနဲ့မင်းမှာမွေးချင်းဘယ်နှယောက်ရှိလဲဟုတ်ကျွန်တော်မှာမွေးချင်း73ယောက်ရှိပါတယ်အန်တီမွေးချင်း73ယောက်ဖျားနေပါဦးအတူနေကြသလားဟုတ်ကဲ့အတူတူနေကြပါတယ်ကျွန်တော်အကြီးဆုံးပါကျွန်တော်တဲ့အောက်မှာ12ယောက်ရှိပါတယ်ကျွန်တော်ပဲတအိမ်လုံးကိုရှာဖွေလောက်ကန်ကျွေးမွေးနေရတာပါကျွန်တော်တို့ကဆင်းရဲပါတယ်အန်တီတခါထမင်းအောင်နတ်မမှန်ကျင်ပါဘူးဖျားညီလေးတွေညီမလေးတွေရဲ့ကြောင်းစည်းကအစားစားဖို့အထိတအိမ်လုံးတောင်ကိုကျွန်တော်ခေါင်းပေါ်မှာအကုန်တာဝန်ယူထားရပါတယ်ကျွန်တော်အဖေနဲ့အမေကကျမ်းမာရေးသိမကောင်းပါဘူးနေရထိုင်ရတာကလည်းကျူးကျော်ရက်ွက်ဆိုတော့ကအိမ်နေနည်းနည်းဒုက္ခရောက်ပါတယ်ဟိုခင်ဗျာကိုဆရာတော်ပါတော့အန်တီဒီလောက်ဆိုရင်အန်တီသဘောပေါက်ပါပြီကွယ်သဘောပေါက်ပါပြီသဘောပေါက်ယုံနေမကဘူးဟေးဒုက္ကောက်နဲ့ပါစောခြင်းစိတ်ပေါက်လာပြီဗျာဒီလောက်ဘူးစုခယူများတဲ့အိမ်သေးသေးလေးပေါ်မှာငါသမီးကိုမင်းကဘယ်နေရာမှာသွားသိမ့်မှာလဲဒီတသက်ငါသမီးလူဖြစ်ပါဦးမလားဟဲ့မောင်ရင်ရဲ့အေးဒါပေမဲ့မင်းကိုစူးစမ်းမှုစုဖို့တော့ပြရမှာပေါ့ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့မင်းကအပြောဆိုရိုးသားတယ်ဒါကြောင့်မို့အန်တီသမီးကိုဒီတသက်မမျောလင့်ပါနဲ့တော့မောင်ရင်ရဲ့ဗျာရိုးသားတယ်စုဖို့တော့လေချီးမြှင့်တဲ့အနေနဲ့သမင်းလေးစားသွားပြီးမှပြန်ဒါပဲမောင်ရင်ဒါပဲ